မင်္ဂလာပါဒီနေ့ကဒီဘိန်းလေးရဲ့ထူးဆန်းတဲ့ပြည့်ချက်လေးပြပေးမယ်နော်ဒါအထူးဆန်းကြီးဒီကောင်ရဲ့ပြည့်ချက်ကအခုဒီမှာကြီးဝိုင်ဘာမဖွင့်လာလို့ရှိရင်ဒီကနံပါတ်1နဲ့လည်းမောင်းလို့ရတယ်ဟောသူနဲ့လည်းအခုဒီဆွေးပဲကဲနံပါတ်3ဒီဆွေးပဲကဲနံပါတ်4ဒီဆွေးပဲစိတ်ကြိုက်ဆိုရင်တော့ဘာမှမပြောပါဘူးဒါမှပြဿနာကျွန်တော်ပြပြီဝိုင်ဘာဖွင့်လိုက်ပြီဆိုရင်မှဒီကဆွဲလို့မရတော့စက်သိပါလေဟောဟုတ်ဆွဲလို့မရဘူးနံပါတ်3နဲ့ရတယ်အခုနံပါတ်4နဲ့ပြန်ကြမယ်ဟောမ4နဲ့ကြပါဝိုင်ဘာရောက်ရတယ်ဒီမှာတိုင်ပတ်အဲ့ဒါကိုဝိုင်ဘာပိတ်လိုက်ကြည့်တော့ပြန်လို့ပြန်မောအပေါ်လုံးဆင်းပြီအဲ့လိုဆရာဝိုင်ဘာပိတ်ပြီးမောရတော့ဟေးဟောအခုဝိုင်ဘာဖွင့်လိုက်ပြီနံပါတ်3ပါဆင်းပြီတယ်နံပါတ်4ရောက်သွားပြီဆက်ပြီဟေးတော့ဒီပါလေဝိုင်ဘာနဲ့ဆက်နေကဘာမှတော့မဆိုင်ဘူးโอเคဘာပြဿနာလဲတော့မသိဘူးကျွန်တော်တို့နည်းနည်းအထူးဆန်းလေးပေါ့နော်အဲ့ဒါမိတ်ဆွေတို့သိရတော့များပါပြီဗျာโอเคအဲ့ဒါအခုနာကနော်ကျွန်တော်တို့မြေပြမှာကျွန်တော်မောင်းဆန်းတဲ့အချိန်မှာနံပါတ်3နဲ့နံပါတ်4မှာဝိုင်ဘာဖွင့်လိုက်ပြဿနာတက်အခုဘိန်းလေးတစ်ဖက်ပဲကျွန်တော်မြှောက်ထားတယ်ကဲငယ်ပေါ့1 2 3 4ဆွဲchange gear change okay ဆွဲ change အကီယာနံပါတ်ဘလောက်လဲနံပါတ်ဘလောက်လဲ4ကဲနံပါတ်4ကြီးရောက်ပြီနော်ဒီဘာပြဿနာမှမရှိတော့ဗျာဘိန်းလေးတစ်ဖက်မှမမြောက်တာနော်ဘာပြဿနာမရှိတော့ဗျာဝိုင်ဘာတော့အရင်ညံ့ကဲခုနကကျွန်တော်တို့ဟိုဘက်ဘိန်းထောင်ပြီးစမ်းတယ်စမ်းတဲ့စီမှာကျတော့ဘာမှမဖြစ်ဘူးဟိုဒီဘက်ဘိန်းထောင်ပြီနော်ဝိုင်ဘာဖွင့်လာတယ်ကဲကီယာနံပါတ်4ဆွဲကဲဝိုင်ဘာလည်းဖွင့်လာတယ်ဘိန်းလည်းထောင်လာတယ်ကဲဆွဲ1 2ဟောနံပါတ်4လားဒီဘက်ကတော့ဒီဘက်ဘိန်းထောင်ပြီးတော့နံပါတ်4ဆွဲလာလို့ရှိရင်အမကြီးဆက်ဆွဲဒီရတဲ့ချိန်နံပါတ်4ဟောဝိုင်ဘာလည်းရက်သွားတယ်မကြီးဝို့သွားတယ်အင်ဂျင်ဝို့သွားတယ်ဒါထူးဆန်းတဲ့ပြစ်ချက်နော်နံပါတ်4တခုမှပဲဖြစ်တာနောက်ပြီးတော့ဒီဘက်ဘိန်းထောင်မှဖြစ်တာဟိုဘက်ဘိန်းထောင်ရင်ဘာမှမဖြစ်ဘူးနော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်အဖြေရှာအောင်မယ်ပြီးရင်ပြန်ပြီးတော့မျှဝေပြီနော်